မလားပါတက်စပန်ရှန်နေပြန်နေကြိုဆိုလိုက်မယ်ဆိုတော့ညီကိုတွေမနေ့ကလေးဝဲပေးထားခဲ့တယ်ပေါ့နော်လိုဒီယန်ဘော်ဒီရမယ်ပြီးလို့ရှိရင်ဂီရိုနာဘော်ဒီရမယ်ကျွန်တော်ဖရန့်ဖတ်ကိုအောင်ကြတယ်ပြီးရင်အတလန်တာဘော်ဒီကြပါတော့ဆိုတော့နှစ်ပွဲသေးပေါ့အဲ့တော့ဆိုတော့ဂျော့ချ်ပါဘူယန်ဘီစိတ်ကြိုက်ဝင်ပွဲရပါမယ်3ရက်စာမပါတလားစာမပါလေးရပါမယ်ခင်ဗျကျွန်တော်ရဲ့ဒါဘိုင်မှာတင်ထားတဲ့ Viber နံပါတ်သုံးဖို့ Telegram မှာလာရောက်ပြီးတော့မြင်မြင်ဝယ်နေပါတယ်ကျွန်တော်ရဲ့ Telegram channel လေးမှာလည်းကျွန်တော်ရဲ့ record တွေကိုလာရောက်ပြီးတော့ကြည့်ရှုပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်နော်မီတူမဆိုဝယ်လို့ရအောင်တဝဲဟိုမှာဘူယန်ဘီစိတ်ကြိုက်ဝင်ပွဲမှာကျွန်တော်3000နဲ့ပဲရောင်းချပေးရပါတယ်အများပြည်တခြားနေရာမှာဆိုရင်9000တသိန်းအများအစားကိုတွေ့ရှိရမှာဖြစ်ပါတယ်ဗျနော်အဲ့တော့ကျွန်တော်ဒီမှာ VMB စိတ်ကြဝင်ပွဲကြသွားရင်ကြရကတော့3000အတိကိုပြန်ပေးတာဖြစ်ပါတယ်ဗျနော်အဲ့တော့လာဝယ်ကြည့်လိုက်ပါစတော့မယ်ဒီ၄ပွဲရထားတယ်စောစီပွဲသွားမယ်ဟော့ဖာမင်းနဲ့လီဗာပူးစဉ်ပွဲဆိုတော့ဟော့ဖာမင်းအနေနဲ့ level မိုင်းနဲ့3540လောက်ပေါက်ထားတယ်နော်ကိုပေါင်းကြီးအနေနဲ့ကလည်းတောလုံးမိုင်းနဲ့30အနေထားကိုဖြစ်နေတယ်အဲ့တော့ကျွန်တော်ဟော့ဖာမင်းကတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်နောက်ဆုံးအပွဲမှာဆိုရင်ဒါဂလာဘက်ကို5-1နဲ့နိုင်ထားတယ်ပေါ့နော်အဲ့တော့ရှုံးပွဲကလည်းတော့မပွဲပဲရှုံးထားတာကိုတွေ့ရှိရတယ်ဆိုတော့လီဗာပူးစဉ်အနေနဲ့လည်းကျွန်တော်နောက်ဆုံးအပွဲမှာဆိုရင်နှစ်ပွဲရှုံးထားတယ်အော်စဘတ်ကိုရှုံးတယ်ပြီးလို့ရှိရင်ကျွန်တော်ဒါနောက်ဆုံးတစ်ပွဲကတော့စတူဂတ်ကိုရှုံးတယ်ပေါ့နော်ဆိုတော့နှစ်ပွဲနိုင်တယ်လိုက်ချက်ကိုနိုင်တယ်ခိုလုံးကိုနိုင်တယ်ပြန်မလို့ငါဘက်မှာနျူကာဆယ်ကိုတူးနေတယ်ဆိုတော့အဲ့လိုမျိုးလမ်းမှာတော့သူမသားကိုမသားပေါ့ဒါပေမဲ့တော့လီဗာပူးစဉ်ကတော့နည်းနည်းအနေတော့ဒါအတင်းကြီးသဘောမျိုးနဲ့တော့တာကောင်းတာနိုင်ပါတော့ဟတ်တူထဲမှာကြည့်မယ်ဆိုရင်တော့လီဗာပူးစဉ်က19ပွဲနိုင်ပြီး6ပွဲတည်နေ10ပွဲရှုံးတာတော့တွေ့ရှိရပြီဟော့ဖက်မိန်နေလေအခုခြေကတက်လိုက်ကြလိုက်နဲ့အတင်းတင်းပေါ့လေနော်ဒါပေမဲ့အခုလောဆယ်မှာဖောင်ကောင်းနေပေါ့အဲ့ဒါကိုလည်းမိုင်းနဲ့30-40ပဲထားပါလည်းမိုင်းနဲ့40ကိုကောင်းကြီး3လုံးမိုင်းနဲ့30ပေးထားပါတယ်အဲ့တော့လီဗာပူးစဉ်တို့ကျွန်တော်ဒါအခုယာတီဝက်ရောက်ခဏီးတဲ့အချိန်မှာဆိုလို့ရှိရင်ဒါအဝေးကွင်းကိုရှုံးနေထားတာဆိုတာနဲပါတယ်နော်နှစ်ပွဲလောက်ပဲရှိပါတယ်ဗျနော်အဲ့တော့လီဗာပူးစဉ်နေပြန်ကြည့်မယ်ဆိုရင်တော့အဝေးကွင်းနဲ့ကောင်းတယ်လို့ယူဆရမယ်အိမ်ကွင်းမှာတော့သူမတာကူမတာပါပဲအိမ်ကွင်းကတော့တိတ်မကောင်းဘူးအဝေးကွင်းကတော့နော်နိုင်တာပုံများပဲနှစ်ပွဲလားသုံးပွဲလားမိတာပဲကြာတာပဲကျွန်တော်ခုနကတော့လေ့လာတွေ့ရှိရပါတယ်အဲ့တော့အမှတ်အနေနဲ့လည်း30-29ဗျာ9မှတ်6မှတ်နဲ့ဟော့ဖက်ဘေးအနေနဲ့ပေးထားရတယ် level နဲ့3940နဲ့ဖေးဖြစ်တော့လို့ယူရတယ်ပြင်းတော့မပြင်းတော့ဘူးပြောလဲမပြောတော့လို့ယူရတယ်ဒါပေမဲ့ကျွန်တော်ကတော့လီဗာပူးစဉ်တွေကိုတော့ကြိုက်တယ်ဗျာနော်တော့ပဲနောက်တစ်ပွဲတော့ Wolves နဲ့ Heider Hey Wolves နဲ့ပေးထားပါတယ်တစ်လုံး30ပေးထားပါတယ်ပြီးတော့ကိုပေါင်းကြီးကဘယ်လောက်ပေးထားလဲဆိုလို့ရှိရင်3လုံးတည်ပေါ့လေနော်အဲ့တော့3လုံးတည်ပေးထားတယ်ဖေးဖြစ်လာဆိုဖြစ်တယ်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်မှာ SD ဘူးလေးကို 1+50-60 လောက်ထိပေးထားခဲ့တယ်2-1နဲ့အနိုင်ရရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးပဲ Heider Hey ကိုလည်းဒါ 1+30 လောက်ပေးထားတယ်ဒါဖေးဖြစ်တယ်လို့ကျွန်တော်ယူဆတယ်အခုနောက်မှကွာ 1+30 လောက်ဆိုတော့အခုချိန်မှာတော့ 1+30 လောက်ဆိုတော့ဒါကျွန်တော်ညပုံမှန်အားဖြင့်ကျွန်တော်တို့ပွဲစဉ်တွေကမကန်ခင်3နာရီအလို4နာရီအလိုလောက်ဆိုဒါဆိုနည်းနည်းငြိမ်နေလို့ကျွန်တော်ယူဆရတယ်ကျွန်တော်တနာရီအလိုတနာရီခွဲလို2နာရီလောက်မှကြေးတွေတက်နေကြနေဆိုဒါညီကိုတို့ဒါတွေကိုခေါင်းမစားပါနဲ့အဲ့2နာရီ3နာရီအလိုလောက်ကပွဲစဉ်တွေကိုအာယုံပို့ဆိုင်ပါအနည်းနားမှာကြေးပေါင်းတွေကိုတိတ်ပြီးခေါင်းအာယုံနဲ့တိတ်မထားပါနဲ့နော်တော်တော်ကြီးကြေးဟဝိုင်းတော့ဒါမဆိုလို့ပေါ့နော်မနေ့ကလိုမျိုးဟို PSG လိုမျိုး3လုံးမိုင်းနဲ့60နဲ့3လုံးမိုင်းနဲ့တရားလေးဖြစ်သွားတာမျိုးနှလုံးပလက်80 80ကနေနှလုံးပလက်60 50လို့ဖြစ်သွားတာမျိုးဒါဆိုရင်တော့ဒါပြန်ပြီးတော့တေချာသုံးသပ်ပြီးတော့ဆုပ်လိုက်ရတဲ့အပွဲတွေမျိုးပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ကတော့ Wolves body လေးပဲကြိုက်ပါပြီဗျဆိုတော့နောက်ထပ်နှစ်ပွဲသွားမယ်နောက်နှစ်ပွဲကတော့ကျွန်တော်ဒါလူတကာကြိုက်တဲ့ Premier League မှာဒီအစောပွဲရှိတယ် Manchester City နဲ့ Man City ပွဲရှိတယ်နော်ဟို Arsenal နဲ့ Nottingham Forest ပွဲရှိတယ်လေဦးနဲ့ဗန်လီပွဲရှိတယ်အဲ့လိုမျိုးပွဲတွေကိုညိုတို့အနေနဲ့ကြည့်ပါဟိုသူတို့ပြင် Manchester City နဲ့ Man City ပွဲတွေကိုများသောအားဖြင့်တက်စတာတွေကကျွန်တော်ဒါရွေးချယ်မှုတွေပြုလုပ်နေတာတွေ့ရှိရပါတယ်ညိုတို့အနေနဲ့ဒီလိုဂွင်ထဲကိုမဝင်သွားဖို့ကျွန်တော်ကတိုက်တွန်းပါတယ်ပွဲပဲကြည့်ပါဒီလိုမျိုးပွဲတွေကိုမစော့ပါနဲ့ကျွန်တော်ကတက်စားတယောက်အနေနဲ့မင်းကြောက်လို့လားဒါမှမဟုတ်ရွေးချယ်မှုမလုပ်ချင်တာမဟုတ်ပါဘူးဒီပွဲတွေမျိုးဆိုတာမစော့တာအကောင်းဆုံးပဲညီတို့အနေနဲ့ကပတ်စံရကျင်တာမလားနိုင်ကျင်တာမလားဒါဆိုရင်ကျန်တဲ့ပွဲတွေစော့ပါပွဲတွေအများကြီးရှိတယ်ဒါလူတကာကဟိုဘယ်လိုပြောရမလဲဖေးမလားဖြစ်ကြော်ကြားနေတဲ့ပွဲစဉ်တွေနော်လူတကာအာယုံဆိုင်နေတဲ့ပွဲစဉ်တွေကိုမလုပ်ပါနဲ့အဲ့လိုမျိုးတွေကိုရှောင်ကျင်ပါမန်ချက်စတာစီးနဲ့မန်စီးပွဲကိုကျွန်တော်သုံးသပ်ပြပါဆိုရင်ကျွန်တော်မသုံးသပ်ပါဘူးသုံးသပ်ပြပါမယ်ဒါပေမဲ့လည်းမစော့ပါနဲ့ကျွန်တော်တို့ဒီနေ့မန်ချက်စီးနဲ့မန်စီးပွဲကိုတော့မသုံးသပ်ပါဘူးအဲ့တော့ကျွန်တော်ပတ်စံရမယ့်ပွဲတွေပဲသွားမယ်အဓိကကျွန်တော်တို့ပတ်စံလိုချင်တာနိုင်ချင်တာနော်သူတို့အားပေးတာတက္ကနာပတ်စံလိုချင်တာတက္ကနာကိုကြိုက်တဲ့အသင်းဘက်ကနေလည်းဘက်ကန်ရမယ်နော်ကျွန်တော်တို့အသင်းဆွဲလို့လည်းမရဘူးအဲ့တော့ကျွန်တော်အနေနဲ့မန်ချက်စတာစီးနဲ့မန်ချက်စတာစီးရဲ့မန်ယူပွဲတွေကိုကျွန်တော်မသုံးသပ်ဘူး
နော်အဲ့တော့လီဗာပူးတို့အာဆင်နယ်ပွဲဆိုရင်ဒါအောက်ကြီးပေါ်သေးတယ်တော့ညီမျှတယ်အဲ့လိုကြီးဆိုတာမဆိုးဘူးဒါပေမဲ့အခုကျွန်တော်ပြောတဲ့မှာအာဆင်နယ်ပွဲတော့ပါမယ်ဆိုတော့တော်တင်ဟန်နဲ့ဝါဆန်ဖြစ်ပါတယ်ပထမဆုံးတော့တော်တင်ဟန်အနေနဲ့ပြီးတဲ့ပေါက်ကျတော့1 minute 60 80လောက်ပေါက်တင်ပါတယ်ဆိုတော့ဂရာခုနာကြီးပေါ့လေနော်အခုလက်ရှိကျွန်တော်ဒါရိုက်ကြီးကိုကျွန်တော်ပြောပါမယ်ဘယ်လောက်ပြရဆိုတော့1 minute 50ဖြစ်သွားပါတယ်1 minute 50ဖြစ်ကိုပေါင်းကြီး3လုံးပလက်40 45ပေါက်နေပါတယ်ဆိုတော့ဝါဟန်အနေနဲ့လေကျွန်တော်ဒါတန်းစင်းဆောင်ကနေရုံးသက်ဖို့အားတွေနဲ့တက်လာမှဖြစ်တယ်စပါးအနေနဲ့လည်းနိုင်တဲ့အခြေအနေကိုနိုင်ရမယ်လို့ကျွန်တော်ယူဆတယ်နိုင်သိနေပြီပြန်လာသိနေပြီသူ့အနေနဲ့တနေရာစာကိုတော့ရောက်အောင်မယူနိုင်ရင်တော့မှအစ်စ်တနေရာတစ်ခုနဲ့ပြီးဆုံးသွားနိုင်တဲ့အခြေအနေကိုယူဆမှဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒါဒီဝဲပြီးရင်သူ့အနေနဲ့ချန်ပီယံလိမှာကျွန်တော်ဒါဒေါ့မွန်နဲ့တွေ့မယ်ဖရန့်ဖတ်နဲ့တွေ့မယ်ဆိုတော့ချန်ပီယံလိမှာရောနေရာတနေရာရထားလားနေရာတနေရာလဲ1 to 8တွင်းတော့မဝင်တော့ဘူး1 to 24တွင်းတော့ဝင်ထားတယ်1 to 8တွင်းတော့မဝင်နိုင်ပေမဲ့ play off တော့ကန်ဝင်ရအောင်တော့သူတို့စူးစမ်းလိမ့်မယ်ပေါ့နော်တပွဲအိမ်ဝင်မှာတပွဲအဝေးမှာဖြစ်တယ်ဒေါ့မွန်နဲ့တပွဲဖရန့်ဖတ်နဲ့တပွဲဆိုတော့သူ့အနေနဲ့လဲမချောင်းလို့လည်းပြောလို့ရပါလိမ့်မယ်အနေထားဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့ရှေ့ဝေးမပြောတော့ပါဘူးဝမ်ဟန်နဲ့တော်တင်ဟန်စပါတို့ပြန်လာခြင်းရှိပြီလို့ကျွန်တော်ယူဆတယ်ပြီးခဲ့တဲ့စတင်ဘာလမှာလည်းပထမအကြော့မှာလည်းဒါဝမ်ဟန်ရဲ့အိမ်ကွင်းမှာဇီတူရင်းတော့ဖော်ထားခဲ့တယ်အခုလည်း1+50နဲ့ကြေးကြော်ပေးခဲ့တဲ့အနေထားမှာ1+60ကနေပြီး1+50အနေနဲ့မြင့်တက်သွားတဲ့အနေထားမှာကျွန်တော်ကတော့ဒီနေ့စပါတို့ပြန်လာမယ်လို့ယူဆရတော့စပါဘော်ဒီလေးပဲကြိုက်ပါတယ်ဗျအဲ့တော့ Norway သွားပါမယ် Norway ကတော့ကျွန်တော်တို့ Nottingham Forest နဲ့ Arsenal ပွဲဖြစ်တယ် Nottingham Forest ကိုအာဆင်နယ်အနေနဲ့မနက်ကတော့တလုံးတည်ပေးထားတယ်အခုချိန်မှာတော့တလုံး20ဖြစ်သွားပါပြီပေါ့ဆိုတော့မနက်ကတော့အစောပွဲကတော့1.10လောက်တော့ပေးထားတယ်1.10လောက်နဲ့သူပေါက်တယ်1.10ကနေ1တည်နဲ့အခု1.20ကျွန်တော်ပြောနေချိန်မှာဖြစ်တယ်နှလုံးမိုင်းနဲ့80အနေထားဖြစ်တယ်အဲ့တော့ Nottingham Forest အနေနဲ့လည်းကျွန်တော်တို့ပြန်ပွဲဆိုနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်တပွဲနိုင်တပွဲတည်နဲ့3ပွဲရှုံးထားတယ်ဗျအဆိုမီလာရှုံးတယ် Everton ရှုံးတယ် Man City ကိုရှုံးတယ်အာဆင်နယ်ကကျွန်တော်တို့ကကြီးလည်းအောင်ထားတယ်နောက်ဆုံးမှာ Chelsea ကိုလည်းကြီးအောင်တယ်ပြောတော့ပို့စမောက်ကိုလည်းကြေးအောင်လာတယ်ဆိုတော့လီဗာပူးကိုလည်းကျွန်တော်ရေးကြတယ်ပေါ့လေဆိုတော့ဖုံးမောက်ကိုတူးတီးနိုင်တယ်အဆုံမဲလောက်4နဲ့နိုင်နေတယ်ကြေးကျွန်တော်ကြေးကြတာကြေးတော်တော်ကြီးကြသွားတာဆိုလို့ဟိုတနေ့ကလီဗာပူးနဲ့ပွဲမှာ3တရေလာပွဲမှာကျွန်တော်ဒါအေးဒီပေါ့နော်ဖြစ်သွားတဲ့အနေနဲ့မှရှိတယ်အခုလည်းကျွန်တော်တို့ဒါNottingham Forest ကိုအာဆင်နယ်ကအဆင့်တွေက Nottingham Forest ကိုလှမ်းပြီးပေးလိုက်တယ်တလုံး20တဲ့ခေါင်းကြီးနှလုံးပိုင်းနဲ့80တဲ့ကျွန်တော်ကတော့ဒီဟော့ဖြစ်နေတဲ့အချိန်တွေမှာကျွန်တော်ကတော့ဒါဒီလိုမျိုးပေးခြင်းရတာနည်းနည်းပြော့တယ်လို့ခံစားရတယ်နော်အဲ့လိုလဲဆိုဟိုပြီးခဲ့တဲ့ကျွန်တော်စက်တင်ဘာလမှာတော့အိမ်ကွင်းမှာအာဆင်နယ်တို့3-0နဲ့တော့ဖုတ်ထားပြီးပါပြီပြီးတော့ဘာဖြစ်ကျွန်တော်တို့ပွဲစဉ်တွေကိုဘူကီဘက်ကနေပြန်တွေးပြီးတော့တိုတိုနဲ့လိုရင်းမဲ့စဉ်းစားနော်တိုတိုနဲ့လိုရင်းမဲ့စဉ်းစားလိုက်ရင်အာဆင်နယ်အနေနဲ့အိမ်ကွင်းမှာတော့3-0နဲ့ဖုတ်နိုင်တယ်ချက်စီလိုမျိုးအတင်းလည်း2-2နဲ့ဖုတ်နိုင်တယ်ဆိုတော့ဒီ Nottingham Forest အခုလိုခြေတက်လိုက်ကြလိုက်အချိန်တွေမှာတော့အနည်းဆုံးတော့1-0တိုင်းနဲ့နိုင်မယ်ပြည့်နေပြတ်သားနိုင်တယ်လို့ယူဆနိုင်ပါပဲเนาะအခုလိုပေးထားတဲ့တလုံး20ကြီးကတော့ကြော့အနေနဲ့နည်းပြန်ပြော့နေသလားဗို့ဒါမျိုးထင်တာပေါ့လေเนาะအဲ့လိုဘာဖြစ်ပါကျွန်တော်ကဒီနေ့ Nottingham Forest လို့ပဲကျွန်တော်ဘက်ကန်ကြည့်လိုက်မယ်အာဆင်နယ်တို့နိုင်မှသာနိုင်သွားပါစီတော့เนาะကျွန်တော်ဘာရှင်းမလဲအာဆင်နယ်တို့နိုင်သွားရင်လည်းတလုံးလောက်ထပ်မဘူးလို့ကျွန်တော်ကထင်မြင်ယူဆတဲ့အတွက်ကြောင့် Nottingham Forest လေးကိုတော့ကြိုက်တယ်ဗျเนาะအဲ့တော့ကျွန်တော်ဒီ၄ပွဲကြီးထားတယ် Leverkusen body Wolfsburg body Tottenham Spa body ပြီး Nottingham Forest body ဖြစ်ပါတယ်เนาะအဲ့တော့ဒီညိုတော့အနေနဲ့ဒီ၄ဘက်လေးကိုအကြိုက်ယူနေတယ်မလို့ကျွန်တော်ယူဆပါတယ်အားလုံးပဲကျန်တဲ့ပွဲစဉ်တွေကိုကြည့်ရင်တော့လိုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram Channel လေးမှာကျွန်တော်ဒီညမောင်းလေးတွေရဲ့တင်ပေးမယ်ကျွန်တော်ရဲ့ member 1ထဲကနေပြီးတော့တပွဲကိုလည်းကျွန်တော်အမြဲတမ်းချပေးနေတာဖြစ်ပါတယ်အဲ့တော့ညီမများအားလုံးကျွန်တော်ရဲ့ Telegram Channel လေးကိုမကြားနေ join ပေးပါကျွန်တော်ရဲ့ဒါ Tester Machine YouTube Channel ကိုလည်း subscribe လုပ်ထားပေးပါခင်ဗျာအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်